အတက်နိုင်ဆုံးပြုတ်ပြတာနော်မပြုတ်နိုင်တော့ခုပိုက်လဲစာနေပဲခုနနာရီ40မိနစ်ရှိရထမင်းဆိုင်သွားရှာမယ်အော်ထမင်းဆိုင်ကြထင်တယ်ခွာရက်စုံနဲ့တာခုကျွန်တော်တို့ဒီခွာရက်စုံကိုရောက်ပြီးတိတ်တိတ်ဆိတ်ဆိတ်နဲ့အထဲကိုကြည့်ရမယ်ညာဟာလုံးလေးနဲ့အရန်စင်အောင်တို့ခံသေးထားလားမသိဘူးဒါဟာလုံးမရတော့တဘာဝပေါ့နော်ကျောက်ဒုံထဲမှာတို့ထမင်းဆိုင်ဖွင့်ထားတာပေါ့နော် restaurant အခုဝင်ပြီးတော့ကြည့်မယ်ပါလို့ရှိတယ်ဆိုတာကျွန်တော်ဘိုက်လဲစာပြီးဆိုတော့ Carven restaurant ပေါ့နော်အဲ့ထဲကိုကျွန်တော်ဝင်มาဖြစ်ပါတယ်ဒါတော့စားတော့ဆိုင်ရဲ့အဝင်ပဲဖြစ်ပါတယ်ခုကျွန်တော်အထဲဝင်ပါပြီ။အဲ့မှာဆိုရင်အထက်ကိုလည်းပြပါအောင်Okay thank you ကျွန်တော်ဒါထဲပါထုံကြောက်ကိုထဲမှာပေါ့နော်ကြောက်ကိုထဲမှာဖြစ်ပါတယ်ကဲကျွန်တော်မှားထားတဲ့စားစာတွေကတော့ရောက်လာပြီဘာတွေလဲမသိ try ကြည့်အောင်နော်ဆူတောင်းရအောင်ပပခါချတော့တကယ်တမ်းဆိုရင်ဒီ ice cream ကနောက်ဆုံးdessert မှာစားရမှာဘာဖြစ်လို့လဲဆိုတော့အရည်တွေကရှန်နေပြီဆိုတော့ဒီဟာအရင်စားလိုက်နော်ကိုကောင်းလားကိုကောင်းတယ်အပင်က ice cream နဲ့မတူဘူးနော်မတူဘူးတော်တော်လေးရတာကောင်းတယ်စားကောင်းတယ်ဘိုက်ကလည်းစားလို့ထင်းတယ်ဈေးကတော့တော်တော်ကြီးတယ်ကျွတ်တယ်ဘာသာနဲ့ကြော်ရလဲအာလူသားနဲ့ကြော်တာလေအကူကဘတ်ဂါကိုစားမယ်ညီမအချက်သားစားမယ်အော်ဒီမှာ sauce အကူ哇နဲလာကြီးမဟုတ်ဘူးပါကကြီး